ငယ်မနေဖုန်းမချနေဘူးဒီဘယ်နဲ့ဖုန်းပြောနေဟမ် တငယ်ချင်းနဲ့ပြောနေရပါကိုကြီးရဲ့ တငယ်ချင်းနဲ့ ဟုတ် နင်ပြောနေတဲ့လေဦးလေသိန်းဖလိုကတငယ်ချင်းနဲ့ပြောတဲ့ဖလိုမဟုတ်ဘူးနင်ဘဲနဲ့ပြောနေရလား မဟုတ်ပါဘူး အဲ့ဘယ်လိုလဲ တငယ်ချင်းနဲ့ပြောနေရလို့ ဒီပေးတဲ့ဟာအိုင်ဖုန်းဟဲ့အောင်မင်းဘယ်သူလဲဘယ်ကောင်လဲဟမ်ငါကြောင့်ဘယ်လိုမှသက်လဲရောက် ဘသူမှမဟုတ်ပါဘူးသမီးကစပယ်ပါကိုကြီးကကေတီရဲ့အကိုဆိုတာလားရဲ့ ဟုတ်တာမင်းကြီးလေးဟာဟုတ်ပါတယ်အခုပြောနေတာခေတီးရဲ့ကိုဟောဒါနဲ့ညီမလေးရဲ့စပယ်နော်အတန်လေးကချိုးနေတာပဲရုပ်ကလေးကလည်းအပြင်မှာတော်တော်လှမဲ့ပုံပဲနော်ဟောဒါနဲ့စကားမဆက်ကိုတို့တွေအပြင်မှာစုံမှုလား အပြင်မှာတော့မစုံဘူးထင်တယ်ဒါပေမဲ့လေကိုကြီးကတော့သိတယ် အခုကိုသိတယ်စုံမှုတွေချီအောင်အပြင်မှာတွေ့ကြမယ်လေကိုတို့ဒိတ်ကြ စုံရဲပါဘူးကြောက်တယ် မရတော့ဘူးကွာအသေးတွေရားနေပြီအခုဗီဒီယိုကောခေါ်လိုက်မယ်နော်အခုခေါ်လိုက်မယ် ဗီဒီယိုကောခေါ်လို့မရဘူးစပယ်ကောင်လေးကလေအဲ့လိုမျိုးတွေမကြိုက်ဘူး ဘယ်ကြိုက်စရာမလိုဘူးလေစပယ်ကြိုက်ရင်ရပြီလေ